နိုင်မကောင်းလို့ဆင်းနေရလားဒါမှမဟုတ်ရှင် Fiber cable တွေမြောက်လို့ဆင်းနေပြီလားဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီလူချင်းမင်းတို့မိတ်ဆက်ပေးမှာတော့ကျုံးမလို့ပဲတုံးရတဲ့ကျုံးမဲ့ဆင်းတော်သားလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဆက်လေးရဆိုရင်လူချင်းမင်းတို့စင်ကလေးတန်းဆိုင်လိုက်အောင်နဲ့အသုံးပြုလို့ရမယ့်ဆက်လေးဖြစ်ပါတယ်ခင်ဗျာစင်ကအနေနဲ့ကလည်း Oxys ကိုပေးတာဖြစ်တဲ့လူချင်းမင်းတို့မြို့နယ်မှာမိတဲ့အတန်စင်က U9 စင်က Mindel စင်က MPD စင်ကတိုက်နေတဲ့စင်ကိုထည့်ပြီးသုံးပြုလို့ရပါတယ်ခင်ဗျာ location အနေနဲ့ကလည်း open ဖြစ်တဲ့လူချင်းမင်းတို့ internet line မိတဲ့ဘယ်နေရာဘယ်ဒေတာအောင်ဆိုတက်ဆောင်သွားပြီးသုံးပြုလို့ရတယ်ဆက် line ဆရာအမြန်လုံးနဲ့300 Mbps နဲ့ပေးထားအောင်မလို့လူချင်းမင်းတို့ line ကို serial ဖြစ်ဖြစ်အသုံးပြုလို့ရမယ်ဆက်လေးတွေရဲ့အားသာချက်ကကြတော့ phone device 30တောင်စီသုံးပြုလို့ရတာဖြစ်တဲ့အတွက်ရုံးသုံးမလားအင်သုံးမလားအဆင်ပြေတယ်ခင်ဗျအောက်တင်ဘောက်ကလည်းတိုက်စီတွဲဖို့ကြိုးနေလာတာဖြစ်တဲ့အတွက်လူချင်းမင်းတို့မိမရဲ့နေတွေမှာဆိုလဲ power bank inverter solar battery ကိုအစရှိရတဲ့ချိန်ပြီးသုံးပြုလို့ရပါတယ်ခင်ဗျဒီဆက်လေးကိုဆက်တယ်မိုင်းလို့ပါကျွန်တော်ခုပြပေးတဲ့ Viber ဖုန်းနံပါတ်39ကို44လုံး8 6336 Viber ဆက်တယ်မိုင်းတယ်လို့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39ကို962 3 5539ဆိုတဲ့ဖုန်းနံပါတ်လေးဆက်တယ်မိုင်းနိုင်ပါတယ်ခင်ဗျဆိုင်မှာလာတော့အားပေးလို့တဲ့ customer တွေတော့လဲကျွန်တော်ဆိုင်လေးချာလေးကကြတော့ရန်ကုန်တင်ငန်းကျွန်းဒီရမလမ်းမကြီးဘဝမြကားမတိုင်ရှုခင်းနေရအရာဝန်ထမ်းမှာဆိုင်ကလေးဖွင့်နေထားပါတယ်ခင်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ